ဒါပါလဲသိလားဒါကဗိတ်ပါဗိတ်က electronic ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့သူ့ကိုရှုသွင်းလိုက်တဲ့အခါမှာအထဲမှာရှိတဲ့အရည်ကိုအပူပေးတဲ့အတွက်အဲ့ဒီအရည်ကဓာတုအခိုးအငွေ့အဖြစ်ပြောင်းသွားပြီးတဲ့အဆုတ်ထဲရောက်သွားပါတယ်ဗိတ်တွေဟာ fountain memory stick နှာခမ်းနေဘူးတွေနဲ့ခက်စင်စင်ပုံစံတူတဲ့အတွက်အများမမြင်အောင်ဖွက်ထားဖို့ရာအလွန်လွယ်ကူပါတယ်ပြီးတော့ဗိတ်တွေကိုတတိလိုချိုမိန်တဲ့အရသာအမျိုးမျိုးနဲ့ထုတ်လုပ်ကြတာကြောင့်လူငယ်တွေအကြိုက်တွေ့ကြပါတယ်လူတော်တော်များများဗိတ်တောက်တာအန်တရမရှိဘူးလို့ထင်နေကြတာကတကယ်တော့မှားနေပါတယ်စီဂရက်လိုပဲဗိတ်မှာလည်းအဆိပ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းများပါတဲ့အတွက်အန်တရရှိပါတယ်ဗိတ်တောက်ခြင်းဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်အထူးသဖြင့်အဆုပ်အုံနောက်သွားတွေနဲ့သဖုံးတွေကိုယိုယွင်းပျက်စီးစေတယ်။အုံနောက်ဖွံ့ဖြိုးစေလူငယ်တွေအဖို့တော့ဆိုးကျိုးတွေကဒီထက်တောင်ပိုများပါသေးတယ်။ဗိတ်တောက်တာများရင်လူကစိတ်လှုပ်ရှားမယ်။ဝမ်းနည်းလွယ်လာမယ်။စိတ်ဖိစီးမှုခံရတာများလာမယ်။ပြီးတော့ဗိတ်တောက်တာဆွဲလဲဆွဲတတ်စေတယ်နော်။ဘာလို့ဗိတ်တောက်တာဆွဲတက်လဲဆိုတော့ဗိတ်တော်တော်များများမှာဆွဲလန်းစေတဲ့အပြင်းစားနီကိုတင်းဓာတ်ပါပါတယ်။ဒါပေမဲ့ဘူးခွန်မှာတော့အဲ့လိုနီကိုတင်းဓာတ်ပါကြောင်းရေးထားလေးမရှိပါဘူး။ဆိုတော့ဗိတ်တွေဟာကျန်းမာရေးအတွက်မကောင်းတာတော့သိကြပြီ။ဒါဆိုဗိတ်နဲ့ပတ်သက်ပြီးချမှတ်ထားတဲ့ဥပဒေတွေကရောကြည့်ရအောင်။ဆက်လက်တောက်ခွင့်မပြုထားတဲ့နေရာတွေမှာဆိုရင်ဗိတ်လဲတောက်ခွင့်မရှိပါဘူး။2024ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရအခုဆိုရင်ဆိုင်တွေမှာဖြစ်စေအွန်လိုင်းမှာဖြစ်စေဗိတ်ရောင်းချခွင့်မရှိတော့ပါဘူးဗိတ်ရောင်းချတာဟာဥပဒေကိုချိုးဖောက်ရာရောက်ပါတယ်ဒါပေမဲ့ဝယ်သူအတွက်တော့ဥပဒေပြဋ္ဌာန်းထားတာမရှိပါဘူးသင်တို့မဟုတ်သင်မိသားစုမိတ်ဆွေအပေါင်းအသင်းများဗိတ်ဖြတ်လိုပါသလားဗိတ်ဖြတ်ဖို့ရအကူအညီပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Quit Line ကိုဖုန်းနံပါတ်1308 48မှခေါ်ဆိုရေးဖြစ်စေ online website မှာတဆင့်ဖြစ်စေဆက်သွယ်၍အခမဲ့အကူအညီရယူလိုက်ပါကိုရေးကိုတာအချက်လက်များကိုလုံးဝမပေါက်ကြားစေရပဲဘာသာပြန်များဖြင့်လည်းကူညီပေးနေတဲ့ Quit အဖွဲ့အစည်းဟာမိမိအုပ်ထိန်းမှုအောက်မှာရှိတဲ့လူငယ်များဗိတ်ဖြတ်နိုင်ဖို့ရန်ကူညီဖေးမှလို့သူမိဘအုပ်ထိန်းသူများကိုလည်းအကြံဉာဏ်များပေးနေပါတယ် Quit Buddy application ကိုဖုန်းမှာလည်းအလွယ်တကူ download ဆွဲထားလို့ရပါတယ်။ဒါအပြင်မိမိရဲ့မိသားစုဆရာဝန်စေးဆိုင်မှစေဝါပညာရှင်မိမိကလေးတက်ရောက်နေတဲ့အကြောင်းမှဆရာမများမိမိနေထိုင်ရာရပ်ကွက်ရဲ့ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့လည်းပြောဆိုဆွေးနွေးအကြံဉာဏ်တောင်းခံနိုင်ပါတယ်။ပိတ်အကြောင်းပုံမသိရှိလိုပါက www.wphU.org.au/vape-free-west မှာမိမိရဲ့မိခင်ဘာသာစကားနဲ့ရေးသားထားတဲ့ vape အကြောင်းကိုဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ဒီဗီဒီယိုကို The Vape Free West Partnership Co-Health Bicultural Program နဲ့ကိုဗန်ဘာဝီထွန်တို့မှကမကထပြုကဥပေါင်းစီစဉ်ရိုက်ကူးထုတ်လုပ်ပြီးကိုတွေ့အတွေ့အကြုံများအားအခြေခံ၍မြစ်တာဖြင့်ပံ့ပိုးကူညီအကြံဉာဏ်ပေးပါသောဩစတြေးလျရောက်မြန်မာလူထုအားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြလိုက်ရပါသည်။